မိတ်ဆွေကအခန်းတစ်ခုတည်းကိုဝင်လိုက်တာနဲ့ဒါမှမဟုတ်ဓာတ်ပုံတစ်ပုံကိုမြင်လိုက်တာနဲ့ဘာကြောင့်မှမသိပဲချက်ချင်းဆိုသလိုသဘောကျသွားတာမျိုးကြုံဘူးမှာပါစိတ်ကမစင်စားရသေးခင်မှာတင်ခန္ဓာကိုယ်ကအရင်ဆုံးတုံ့ပြန်လိုက်တာဖြစ်ပါတယ်ဒါဟာမတော်တဆဖြစ်ရတစ်ခုမဟုတ်ဘဲမိတ်ဆွေရဲ့ဗီဇစိတ်ထဲမှာကိန်းအောင်နေတဲ့လျှို့ဝှက်ချက်တစ်ခုရှိနေလို့ပါပဲအလှအပဆိုတာစိတ်ကူးရင်မှုတတ်မဟုတ်ဘဲခန္ဓာကိုယ်ထဲကလာတဲ့တုံ့ပြန်မှုတစ်ခုဆိုတာကိုသိပ္ပံပညာရှင်တွေကစိတ်ဝင်စားလေ့လာကြပါတယ် Neuroscientist ဦးဖြစ်တဲ့ Antonio Damasio ကဒီဖြစ်ရပ်ကို somatic marker လို့အမည်ပေးထားပါတယ်။စိတ်ကမစင်စားခင်ခန္ဓာကိုယ်ကအရင်ဆုံးခံစားသိရှိတာကိုဆိုလိုတာပါ။လူတွေရဲ့အလှအပဆိုင်ရာနှစ်သက်မှုတွေဟာတကယ်တော့ဗီဇတွန်းအား၃ခုပေါ်မှာအခြေခံနေပါတယ်။အဓိကတွန်းအား၃ခုရှိပါတယ်။ပထမတစ်ခုကလုံခြုံမှုနဲ့ရုပ်ပိုင်းဆိုင်ရာပြည့်စုံမှုဒုတိယကလူမှုအတိုင်းဝိုင်းနဲ့ဝင်ဆက်မှုတတိယကတော့ပြင်းထန်တဲ့ခံစားမှုနဲ့နှက်ဆိုင်တဲ့ဆက်နွယ်မှုတွေဖြစ်ပါတယ်။ဒီတွန်းအားတွေကမိတ်ဆွေဘာကိုအလှအပလို့သတ်မှတ်မလဲဆိုတာကိုကြိုတင်သတ်မှတ်ပေးထားတာပါ။2025ခုနှစ်မှာပြုလုပ်ခဲ့တဲ့လေ့လာမှုတစ်ခုအရဒီဗီဇတွန်းအားတွေဟာလူတစ်ယောက်ရဲ့အလှအပရွေးချယ်မှုကို89.6%အထိမှန်ကန်အောင်ခံမှန်းနိုင်တယ်လို့ဆိုပါတယ်။လုံခြုံမှုကိုဦးစားပေးတဲ့သူတွေက98%ဟာနှွေးထွေးပြီးထိတွေ့လို့ရတဲ့အလှအပတွေကိုပဲတညီတညွတ်ထဲရွေးချယ်ခဲ့ကြပါတယ်။ပြင်းထန်တဲ့ခံစားမှုကိုမှတ်ပေါ်သူတွေကတော့81.5%အထိစန့်ကျင်ဘက်အသွင်အပြင်တွေကိုပိုပြီးစိတ်ဝင်စားကြတာတွေ့ရပါတယ်။ဒါပေမဲ့လူမှုဆက်ဆံရေးကိုအလေးထားတဲ့သူတွေရဲ့ရွေးချယ်မှုကတော့တမူထူးခြားနေပါတယ်။လူမှုဆက်ဆံရေးဗီဇရှိသူတွေဟာပုံသေးအလှအပတစ်ခုထဲမှာပိတ်မိမနေပဲအဖွဲ့အစည်းနဲ့လိုက်လွန်ညီထွေဖြစ်အောင်ပြောင်းလဲတတ်ကြပါတယ်။ဒါဟာသူတို့ရဲ့ပတ်ဝန်းကျင်ကိုအကဲခတ်တတ်တဲ့စွမ်းရည်ကိုပြသနေတာပါ။ဒါအပြင်ယိုဟန်နက်စ်အီတင်ရဲ့အယောင်သီအိုရီအရစောင်း၊နှွေဦး၊နှွေနဲ့စောင်းဦးဆိုတဲ့ယာဒီအလိုက်အလှအပပုံစံတွေလည်းရှိပါသေးတယ်။ဒီဗီဇတွန်းအားတွေနဲ့ယာဒီအလိုက်အယောင်တွေပေါင်းဆက်လိုက်တဲ့အခါမတူညီတဲ့အလှအပပုံစံ12မျိုးထွက်ပေါ်လာတာဖြစ်ပါတယ်။လူတော်တော်များများဟာကိုယ့်ရဲ့ဗီဇနဲ့မကိုက်ညီတဲ့အလှအပတွေကိုလိုက်တုမိတဲ့အခါcoherence gap လို့ခေါ်တဲ့ဟာကွက်တစ်ခုဖြစ်လာပါတယ်။ခေတ်ရည်စည်းကြောင်းနောက်လိုက်ပေမဲ့ကိုနဲ့မအပ်ဆက်သလိုခံစားရတာမျိုးပါ။တကယ်အလှအပစစ်ကိုတွေ့တဲ့အခါမှာတော့ခန္ဓာကိုယ်မှာကြက်သီးမွေးညင်းတက်တဲ့အထိခံစားရတဲ့ friction ဆိုတဲ့တုံ့ပြန်မှုမျိုးဖြစ်ပေါ်တတ်ပါတယ်။ဒါဟာမိတ်ဆွေရဲ့စိတ်တွန်းအားနဲ့မြင်တွေ့နေရတဲ့အမြင်အာရုံထပ်တူကျသွားတဲ့လက္ခဏာပဲဖြစ်ပါတယ်။အလှအပဆိုတာလူတစ်ယောက်ချင်းစီရဲ့အမြင်ပေါ်မှာမူတည်တယ်လို့ပြောကြပေမဲ့အဲ့ဒီအမြင်ကိုထိန်းချုပ်ထားတဲ့ဗီဇကတော့မပြောင်းလဲပါဘူး။ဒီဗီဇဟာမိတ်ဆွေရဲ့ဘဝတစ်လျှောက်လုံးဘလို့အမြင်လောကထဲမှာနေထိုင်ရမလဲဆိုတာကိုလမ်းညွှန်ပေးနေတာပါ။ဒါဟာမိတ်ဆွေရဲ့ကိုယ်ပိုင်အမှတ်သားတစ်ခုဖြစ်ပြီးဘာကြောင့်ဒီအရာကိုသဘောကျရတယ်လဲဆိုတဲ့မေးခွန်းအတွက်အဖြေလည်းဖြစ်ပါတယ်။ဒီလိုဗီဇတွန်းအားတွေကိုနားလေခြင်းကကိုပိုပြီးသိမြင်လာဖို့အကူအညီဖြစ်စေပါလိမ့်မယ်။